တိကိုပြုချင်တဲ့ဘုရားစေဥစွာဘုရားသခင်ရဲ့နာမတော်ကိုချီးမြှောက်ပါတယ်ကျွန်တော်ရဲ့အသက်တာပေါ်မှာ2025ခုနှစ်မှာကျွန်တော်ပြုခဲ့တဲ့အရာဘာမှမရှိပါဘူးဘုရားသခင်ကျွန်တော်ပေါ်မှာပြုခဲ့တဲ့အရာပဲဖြစ်တယ်ကျွန်တော်ကသွားနိုင်တဲ့အရာလုံနိုင်တဲ့အရာစားနိုင်တဲ့အရာအားလုံးဟာကျွန်တော်ခွန်အားတစ်ခုမှမပါဘူးဘုရားသခင်ကျွန်တော်ပေါ်မှာဂျေယုပြုတာဖြစ်တဲ့အတွက်ကြောင့်ဒီကျမ်းစာအဖြစ်ရောက်ခြင်းရှိတဲ့ကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ရှေးခန်းကြီး53-89မှာပြောလဲဆိုလို့ရှိရင်တော့စိတ်ကလာဟာစိတ်အရင်တော့ဟာဒီတော့မအောင်မိပါနဲ့တဲ့အရင်တော့ဟာဖြစ်ဖို့တဲ့အရာတွေကိုမအောင်မင်းနဲ့စိတ်ကလာရဲ့အနာဂတ်စိတ်ကလာရဲ့အရာတွေကိုလည်းနော်ဒီတော့ပြောလဲဆိုလို့ရှိရင်တော့စိတ်ကလာတော့ပမာဏမပြူချနဲ့တဲ့ကြည့်ရှုလို့တဲ့ကြည်ပါတဲ့ယခုပေါ်လာမယ်တဲ့အမှုအတိကိုငါပြုမယ်တဲ့နော်ယခုတင်တို့မြင်ရကြလိမ့်မယ်လို့ဘုရားသခင်ကျွန်တော်တို့ကိုပြောလာဖြစ်တယ်ဒါကြောင့်မလို့2025ရဲ့ကျွန်တော်တို့အသက်တာမှာဘုရားသခင်ပြုတဲ့အရာတွေအများကြီးရှိကောင်းရှိမယ်ရှိလည်းရှိမယ်ကျွန်တော်အပေါ်မှာလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့တတ်နိုင်ကျွန်တော်တို့ကျမ်းမာချင်းရတာအရာအားလုံးကိုလည်းတင်တိတိဖြစ်မတိတိဖြစ်ဘုရားသခင်ဒီပေါ်မှာကျွန်တော်ပေါ်မှာဂျေယုပြုတာအတွက်ဂျေယုပြုတဲ့အတွက်ကြောင့်2025ခုနှစ်ကိုကျွန်တော်တို့ကြော်ဖြတ်နိုင်တဲ့အသက်တာကိုဘုရားသခင်ကျွန်တော်တို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့2026ရဲ့ကျွန်တော်တို့အသက်တာမှာဘယ်လိုလမ်းလျှောက်ရမလဲဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့ပြောတယ်ကြည်ပါတဲ့ယခုအမှုအတိကိုငါပြုမယ်တဲ့ယခုပေါ်လာမယ်လို့ဒီတော့မြင်ရကြမယ်လို့ဘုရားကဟေရှာယခန်းကြီး53-89ထဲမှာပြောထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တတ်ဆွမ်းတဲ့ဘာမှမရှိဘူးကျွန်တော်တို့ဘုရားကအရင်တော့ကဘာပြီးဖြစ်ခဲ့အဲ့ဒါကိုပြန်ပြီးတော့မအောင်ပေးပဲနဲ့ဘာကိုအောက်မေးရမလဲဘာကိုယုံကြည်ရမလဲဆိုရင်ဘုရားကိုမျှော်ကြည့်ပြီးတော့ဘုရားကိုအရင်တော့အထက်ပြီးတော့ကိုးစားပြီးတော့အရင်တော့မဖတ်ခဲ့တဲ့ကျမ်းစာကိုပြန်ထပ်ပြီးတော့ဖတ်မယ်ဆုလဲအရင်တော့အထက်ပြီးတော့တောင်းမယ်ကိုအမကိုပဲနဲ့ဘုရားကိုအားကိုးမယ်ဆိုလို့ရှိရင်အမှုအတိကိုအမြဲတမ်းပြုချင်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်မလို့နောက်မှဖြစ်မယ်လို့ပြောဖို့ယခုဖြစ်မယ်အခုဖြစ်မယ်လို့ပြောတယ်ယခုမြင်မယ်လို့ပြောတယ်နော်ယခုမြင်လဲလုံးမယ်အမှုတိကိုပြုမယ်တင်တို့မြင်ရကြမယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဘုရားပြုမယ်အမှုဟာဘုရားကျွန်တော်တို့အပေါ်မှာဂတိပေးတယ်အဲ့ဒီဂတိဟာဘယ်တော့မှမပြတ်ကွဲတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တဲ့မှာဘုရားကျွန်တော်အပေါ်မှာအမှုတိကိုဒီအရင်တော့အထက်ပြန်လဲပြီးတော့အမှုတိကိုကျွန်တော်အပေါ်မှာပေးတော်မူပါဆိုပြီးတော့ဘုရားကိုအားကိုးတတ်ပြီးတော့ဘုရားကိုပြန်အရင်တော့အထက်မျိုးကြီးပြီးမှကူစားပြီးမှတွားနိုင်ဖို့ဘုရားသခင်ကျွန်တော်တို့အပေါ်မှာဘုရားသခင်အလိုတော်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျမ်းစာဟာအင်္ဂလိပ်မှာအရေးကြီးတာဖြစ်တယ်ဘုရားကပြောပြီးတဲ့စကားကိုဘယ်တော့မှမပြင်းတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့အပေါ်မှာဂတိပြီးတဲ့ဘုရားကလုံနိုင်တယ်တတ်နိုင်တယ်ဘယ်တော့မှမပြတ်ကွက်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လို့ရမယ့်အရာကဘုရားသခင်ဦးစားပြီးတော့ကျွန်တော်ရဲ့ဒေတာကျွန်တော်မေတ္တာဆုဒေတာမှာဘုရားအမှုဒီကိုပြုပါဆိုပြီးတော့ယုံကြည်ခြင်းနဲ့ခြေလမ်းတော်သူအရောက်ချင်းချင်းနဲ့ဒီပို့တဲ့ဘုရားသခင်အလိုတော်ရှိတယ်ဆိုတာကျွန်တော်ဒီကျမ်းစာအဖြစ်ကျွန်တော်ခွင့်ရတဲ့အရာကျွန်တော်ဘာမှပြုတဲ့ဘုရားပြုတဲ့အမှုအရာတွေကိုပြန်ပြီးတော့မျှဝေရင်းနဲ့အရောက်ချင်းချင်းနဲ့ကိုခွင့်အားပေးချင်ပါတယ်လို့အားလုံးကို God bless you thank you ပါ